ဒီနေ့ကတော့မလိုင်လုံးအညိုလုံးနီးလေးကိုတင်ပေးလိုက်ပါတယ်ရှင်။ပါဝင်ပစ္စည်းနည်းနည်းနဲ့အရင်စားကောင်းတာမို့အိမ်မှာလောက်စားကြည့်ကြနော်။ပါဝင်တဲ့ပစ္စည်းတွေကတော့နှုတ်မုံ3တုပ်၊ဂျုံ3စွန်းထောပတ်နဲ့ဘေကင်းပေါင်တာလေးပဲဖြစ်ပါတယ်။နှုတ်မုံကို2ထုပ်ခွဲကိုဖောက်ပြီးတော့ထည့်ထားပါ။ကျန်တဲ့တစ်ဝက်ကိုတော့ရေနွေးလေးနဲ့ဖြော်ထားလိုက်ပါမယ်။ဘေကင်းပေါင်တာလေးအနည်းငယ်ထည့်ပြီးတော့ဂျုံကိုလည်း3စွန်းထည့်ပေးလိုက်ရပါမယ်ရှင်။ပြီးရင်တော့ထောပတ်လေး1စွန်းထည့်လိုက်ပါမယ်။ခဏနေကနှုတ်မုံနည်းနည်းကိုဖြော်ထားတဲ့နွားနို့လေးကိုနည်းနည်းချင်းထည့်ပေးလိုက်ရပါမယ်ရှင်။တစ်ခါတည်းနဲ့အများကြီးထည့်လို့မရပါဘူး။နည်းနည်းချင်းပဲချိန်ဆပြီးတော့ထည့်ပေးရပါမယ်။ပါဝင်ပစ္စည်းအလုံးစုံပြီဆိုရင်တော့ဇွန်းလေးနဲ့အသားလေးနဲ့အောင်မွေပေးလိုက်ရပါမယ်။နွားနို့လေးလိုရင်နည်းနည်းချင်းလေးထည့်ပေးရပါမယ်ရှင်။အလုံးနဲ့ပြီးပြီဆိုရင်တော့အဖုံးလေးခဏအုပ်ပေးထားလိုက်ပါ။အဖုံးအုပ်နေတဲ့အချိန်အတွင်းမှာတကြားရည်လေးကျိုးလိုက်ပါမယ်။ရေအနှဲငယ်ထည့်ပြီးတော့တကြားကို3စွန်းအချိုကျရင်5စွန်း6စွန်းထည့်ပေးပါပြီးရင်တော့ပွက်လာအောင်ကျိုးပေးရပါမယ်ရှင်တကြားရည်တွေပွက်လာရင်တော့တမယာသီးလေးတစ်စိတ်ကိုထည့်ပေးလိုက်ပါဒီနေရာမှာဖာလာသေးရှိရင်လည်းဖာလာတစ်စိတ်လောက်ထည့်ပြီးတော့သုံးနိုင်ပါတယ်တကြားရည်လေးရရင်ခူးပြီးတော့ခဏနေကနေထားတဲ့မုံသားကိုစီလေးနဲ့ကင်ပြီးတော့လုံပေးရပါမယ်ရှင်မုံသားကိုတည်တည်ချာချာလေးဝိုင်းနေအောင်လုံပေးရပါမယ်အားလုံးပြီးသွားပြီဆိုရင်တော့စီထဲမှာထည့်ကျော်ပေးရပါမယ်ရှင်ဒီနေရာမှာအရေးကြီးတာကတဲ့အိုးရဲ့မီးကိုမပြင်းသွားဖို့ပဲဖြစ်ပါတယ်ရှင်ကျော်တဲ့နေရာမှာမီးပြင်းသွားပြီဆိုရင်တော့လုံးထားတဲ့အလုံးလေးကကွဲသွားတတ်ပါတယ်မီးကိုအတက်နိုင်ဆုံးအေးဆုံးထားပြီးမှကျော်ပေးရပါမယ်ပြီးရင်တော့တကြားရည်တွေကိုထည့်စိမ်ထားပေးရပါမယ်ရှင်တရက်လောက်စိမ်ပြီးရေခဲတစ်တာတွေကိုထည့်ထားမယ်ဆိုရင်တော့နောက်ရက်မနေ့မှာအရန်ကိုစားကောင်းတဲ့မလိုင်လုံးအညိုလေးကိုရရှိမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလှုပ်ရှားကြည့်ကြနော်